ခြားအသင်းတွေအမှတ်တွေရော့နေတဲ့အချိန်မှာကျွန်တော်တို့အသင်းကချန်ပီယံလိဝင်ခွင့်ရရှိဖို့အတွက်ကတော့အကောင်းဆုံးဒါစ조사ဖို့အတွက်အခွင့်အရေးရရှိလာပြီဖြစ်အားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary by Go Twin ရဲ့ YouTube Facebook နဲ့ TikTok ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာကြည်ကိုကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့အခုကကျွန်တော်တို့ဒါဒီဇင်ဘာလထဲရောက်လာပြီဖြစ်တဲ့ဒီဇင်ဘာပွဲချက်ကာလတွေကိုမကြခင်မှာဖြတ်တောက်လျှောက်ဖြတ်တန်းရတော့မှာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဒီဇင်ဘာဂျာရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့မြင်တွေ့လာရပြီလည်းဖြစ်ပါတယ်အခုဒါဒီတစ်ပတ်ဆိုရင်လည်းဒါအင်္ဂါဗုဒ္ဓဟူးဂျာတာပရီမှာဆိုရင်တောက်လျှောက်ပေါ့နော်ဒီဇင်ဘာဂျာရဲ့ပွဲစဉ်အဖြစ်နဲ့ဒါ Premier League ပွဲစဉ်14ကိုရှင်မြန်ကစားနေခဲ့တာလည်းဖြစ်ပါတယ်အခုကတော့ဒါ Premier League ပွဲစဉ်14ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါကျွန်တော်တို့ဂျာတာပရီနေ့ညပေါ့နော်ဒီနေ့ဒီဇင်ဘာလ4ရက်နေ့ဂျာတာပရီနေ့ညတောက်ကြနေ့မနက်ဒါမြန်မာစံတော်ချိန်2နာရီခွဲချိန်မှာကျင်းပသွားမယ်ဒါ Manchester United အသင်းတို့ရဲ့ Manchester United အသင်းနဲ့ဒါ West Ham United အသင်းတို့ရဲ့ကျွန်တော် Old Trafford မှာရှင်မြန်ကစားမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်တကယ်ကိုမှ United အတွက်အရေးကြီးတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ West Ham ဒီအဆင့်18နေရာမှာရောက်ရှိနေတယ် United ဒီတပွဲရောအနေထားနဲ့လက်ရှိမှာဒီပွဲမပါသေးတဲ့အတွက်ဒါအဆင့်9နေရာကိုယာယီဆင်းထားတာဖြစ်ပါတယ်အဲ့တော့ United ကဒီပွဲကိုသာအနိုင်ရရှိမယ်ဆိုရင်24မှတ်နဲ့တို့ဒါဂိုးကွာခြားချက်နဲ့ဒါကျွန်တော်တို့ Chelsea အသင်းရဲ့အောက်အဆင့်9နေရာကိုရောက်ရှိသွားမှာဖြစ်ပါတယ်ပြီးအရှိမပွဲစဉ်တွေအကုန်လုံးပြီးဆုံးသွားပြီဖြစ်တဲ့အတွက်နောက်ဆုံးပွဲစဉ်က United အတွက်စ조사ဖို့အခွင့်အရေးဒါရရှိလာပြီဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ပွဲစဉ်တုန်းကဒါကျွန်တော်တို့အသီးသီးပေါ့နော်အသင်းကြီးတွေတော်တော်များများဒါနိုင်ပွဲပြောက်ခဲ့တဲ့အနေအထားမျိုးကျွန်တော်တို့မြင်တွေ့ရတယ်ကျွန်တော်တို့ဒီမှာဆိုရင် Arsenal နိုင်နဲ့ဒါကျွန်တော်တို့ Man City နိုင်ရရှိတယ်ဒါအပြင်ပေါ်မှာကျွန်တော်တို့က Spurs အသင်းကတော့Newcastle အသင်းနဲ့တေးကြသွားခဲ့တယ်တစ်ဖက်မှာကျွန်တော် Liverpool အသင်းကကျွန်တော်တို့ Sunderland အသင်းကိုဒါ Anfield မှာကျွန်တော် 1-1 ဒါတေးကစားခဲ့တယ်ဒါအပြင်ပေါ်မှာ Chelsea အသင်းကတော့ဒါကျွန်တော်တို့တန်တက် Leeds United အသင်းကိုသူတို့အနေနဲ့3-2ဂိုးနဲ့ဒါကျွန်တော်ရှုံးနေခဲ့ရတဲ့အနေအထားမျိုးတွေမှာတခြားအသင်းတွေအမှတ်တွေရော့နေတဲ့အချိန်မှာကျွန်တော်တို့အသင်းက Champions League ဝင်ခွင့်ရရှိဖို့အတွက်ကတော့အကောင်းဆုံးဒါစ조사ဖို့အတွက်အခွင့်အရေးရရှိလာပြီဖြစ်ပါတယ်အဲ့တော့ဒီပွဲအနိုင်ရရှိမယ်ဆိုရင်24မှတ်နဲ့အဆင့်5ကိုရောက်ရှိမှာဖြစ်ပါတယ်အဲ့တော့ United အသင်းအနေနဲ့ကဒီ West Ham United နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်နောက်ဆုံး3ပွဲမှာတပွဲပဲနိုင်ရရှိတာ2ပွဲစတိုက်ရှုံးထားတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ရှုံးပွဲဒီဒါကျွန်တော်တို့အမေရိကန်လက်ထက်မှာတစ်ကြိမ်ကျွန်တော်တို့တန်ဟက်လက်ထက်မှာတစ်ကြိမ်ပေါ့နော်အဲ့2ကြိမ်ရှုံးနေထားတယ်နောက်ဆုံးဒီပေါ့ပြီးခဲ့တဲ့2024-2025ရာသီကဒုတိယကြောက်ပွဲစဉ်မှာဆိုရင်เนาะကျွန်တော်တို့ဒါငကိုတကုန်းနဲ့အနိုင်ရရှိထားတဲ့အနေအထားမျိုးရှိတဲ့အတွက်ဒါလက်ရှိမှာဆိုရင်တော့ပုံစံကောင်းပြန်ရနေတဲ့ United အနေနဲ့က West Ham အသင်းကိုရှင်နိုင်ဖို့မခက်ဘူးဒါပေမဲ့ United အသင်းမှာပြန်ကျွန်တော်တို့စဉ်းစားမှာကဒဏ်ရာရကစားသမား4ဦးထိရှိနေခဲ့တယ်ကျွန်တော်တို့အရင်တုန်းကသတင်းထွက်နေပြီးသားကျွန်တော်တို့မကွိုင်းရမပါဝင်ဘူးမာသီယက်စ်ကွန်ညာမပါဝင်တဲ့အနေအထားမျိုးမှာနောက်ထပ်ကစားသမား2ယောက်ကတော့နီးပြဟူဘင်အမိုရင်ကဒါသူ့ရဲ့နီးပြူဟာအရာထုတ်ပြောသွားခြင်းတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ခံမှန်းရတဲ့လောက်ကပြီးခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာအနေငယ်ရရှိသွားတဲ့ကျွန်တော်တို့Bruno Fernandes ပေါ့နော်အသင်းကတော့ Bruno Fernandes အနေနဲ့ကကျွန်တော်ပွဲပြီးချိန်မှာကွင်းပြင်ကိုပြန်ထွက်တဲ့ချိန်မှာထောင်းနဲ့ကျွန်တော်တို့အနေထားမျိုးလေးတွေကျွန်တော်တို့မြင်တွေ့လိုက်ရတဲ့အနေထားမျိုးမှာ Bruno Fernandes လွဲမလားဒါဖြစ်နိုင်ခြင်းအများဆုံးရှိနိုင်ပါတယ်အဲ့တော့ Bruno Fernandes လွဲပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒါကွင်းလယ်မှာတည်ကစားစရာဒါကျွန်တော်တို့ Casemiro ကို DM ထားမယ်ဆိုရင်ကျွန်တော်တို့ဒါ AM နေရာကနေပြီးတော့ attacking လိုက်ဖို့အတွက်ကတော့ကျွန်တော်တို့ဒါ Kobe Mainoo ပဲရှိပါလိမ့်မယ်အဲ့တော့ Kobe Mainoo နဲ့ဆိုရင်ကျင်းသေးတယ်ကျွန်တော်တို့ဒါ long pass တွေကျွန်တော်တို့ direct pass တွေကိုကျွန်တော်တို့လုပ်ဖို့အတွက်ကတော့နည်းငယ်ခက်ခဲသွားမယ်ဒါပေမဲ့ Kobe Mainoo နဲ့ဆိုရင်ကျွန်တော်ဘာဆော့လို့ရမှာဆိုတော့ဘောက်တူဘောက်ဆော့လို့ရမှာဖြစ်ပါတယ် Kobe Mainoo ဒီတိုက်စစ်လိုက်ပါမှုအားကောင်းတယ်ဘောက်တူဘောက်ကစားရမှာအားတာတယ်ပြီးတော့အသင်းပေါ်ရင်းနဲ့တွဲဖက်တဲ့နေရာမှာတကယ်ကိုကောင်းမွန်တဲ့ကစားသမားလူငယ်ကစားသမားလေးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုသတိထားမှာက Kobe Mainoo ဒီလက်ရှိမှာကျွန်တော်ယုံကြည်မှုအနည်းငယ်ပျောက်ဆုံးတဲ့အနေအထားမျိုးတော့ကျွန်တော်တို့ဘယ်လိုမျိုးရှိလာခဲ့မလဲအဲ့တော့ Kobe Mainoo နဲ့မထွက်ဘဲနဲ့ကျွန်တော်တို့ Casemiro နဲ့ Ugarte တွဲလာခဲ့ရင်တော့ကျွန်တော်တို့ကတော့ကွဲလဲမှာမျှော်လင့်ချင်စရာတော့ဘာမှမရှိနေဘူးနောက်ထပ်ကစားသမားဒိုင်ယန်ရကစားသမားတအူးကကျွန်တော်တို့အားလုံးခံမှန်းရသလောက်ကတော့လူရှော့ဖြစ်ဖို့များပါတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့ပွဲစဉ်တုန်းကဒါပွဲ300မြောက်ကစားသွားတဲ့လူရှော့အနေနဲ့ကလည်းတန်ရပြဿနာလေးအနည်းငယ်ရှိနေတာမျိုးလေးရှိတဲ့အတွက်
လက်ရှိမှာ၄ဦးပြင်တော့နောက်ထပ်2ဦးကတော့ Benjamin Shashko ပေါ့နော် Benjamin Shashko ကလေဟိုပြီးခဲ့တဲ့ဟိုစပါးအသင်းနဲ့ပွဲစဉ်မှာတော့တရားရရှိထားဖြစ်တဲ့လက်ရှိမှာနားနေရတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်မျှော်လင့်ချင်စရာကောင်းတာက Matheus Cunha ပြန်ပါဝင်လာမလားဆိုတဲ့ဟာမျိုးကနီးပြဟိုဘင်အမော်ရင်က keep လုပ်ထားတယ်လုံးဝထုတ်မပြောထားဘူးတကယ်လို့ Matheus Cunha ဒီကျွန်တော်တို့ပြန်ပါဝင်လာမယ်ဆိုရင်တော့ဒီပွဲစဉ်တော့ဟောပဲတစ်ပဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ရှုံးကြည့်တယ်ခင်ဗျဆိုတော့ Manchester United အသင်းနဲ့ West Ham အသင်းတို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့ United ပရိသတ်တွေကတော့အေးအေးပြက်ခံပြီးတော့တွားရောက်ကြည့်ရှုဖို့အတွက်ကိုကျွန်တော်တို့ကစူးစမ်းနေရပြီဖြစ်ပါတယ်အဲ့တော့အတူတူကြည့်ရှုကြဖို့လဲကျွန်တော်ဒီနေ့ကတက်ချင်ပါတယ်အဲ့တော့ဒီဇင်ဘာလ9ရက်နေ့မနက်ပေါ့နော်ဒါမနက်စံတော်ချိန်မြန်မာစံတော်ချိန်2နာရီခွဲအချိန်မှာ Manchester United အသင်းနဲ့ West Ham အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့အားလုံးတူတူကြည့်ရှုကြအောင်ဗျာကျွန်တော်တို့ဒါပြီးရင်တော့9ရက်နေ့ညနေမှာပေါ့နော်ကျွန်တော်တို့ဒါဖိလစ်ပိုင်အသင်းနဲ့ရှင်မြန်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းကိုလည်းအားပေးဖို့ရှိနေတဲ့အတွက်ဒါကျွန်တော်တို့အားပေးမဲ့ပရိသတ်တွေကတော့ကျွန်တော်တို့အလုပ်ပိတ်တဲ့သူတွေပေါ့နော်ထိုင်းမှာဒါ9ရက်နေ့ဒီအလုပ်ပိတ်ရဖြစ်ပါတယ်အဲ့တော့အလုပ်ပိတ်တဲ့သူတွေကတော့ဟိုAOA အဲ့ပြီးတော့ညနေပွဲကျွန်တော်တို့သွားကြည့်လို့ရတယ်စီးကိန်းပွဲကိုသွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကသူတွေကတော့ကျွန်တော်တို့ TV ကနေစောင့်မျှော်ပြီးကြည့်ရှုအားပေးကြပါဦးခင်ဗျာကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ